အခုလိုဇယိုက်ကြတဲ့ပြုမှုကြောင့်ဗီဇဆိုတာပြင်မရဘူးလို့အများဝိဖန်တာခံနေရတဲ့ဆယ်လီဖတ်တီမှာပြည်သက်များစွာရဲ့ချစ်ခင်အားပေးမှုတွေကိုရရှိထားတဲ့အချက်ပေါင်းတင်မလေးဖတ်တီမှာဆိုရင်လက်ရှိမှာတော့ဝေဖန်မှုတွေနဲ့ထပ်မံရင်ဆိုင်နေရပြီးတော့ပြောဆိုခံနေရပါတယ်။အဓိကကတော့သူမရဲ့နေထိုင်မှုအပြုမှုတွေနဲ့မတင်တော်လာတဲ့လုပ်ရက်တွေကြောင့်အင်ပဒန်ဇယိုက်ကြတယ်ဆိုပြီးတော့လူပြောများနေခဲ့တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းဖတ်တီမှာဆိုရင်ဆီယန်နံပါတ်သူတယောက်ဖြစ်ပြီးအချက်ပေါင်းရောင်းချရင်းနဲ့အသက်မွေးကြောင်းခင်ရသူပါ။ကိုဝင်ရလာတဲ့အချိန်မှာတော့ဗိုက်တက်ကကလေးလေးရဲ့ဖုံးကန်အရှင်ဝါတွေကြောင့်ရုပ်တရက်ပဲရောင်းရည်မြင့်ကျလာပြီးတနိုင်ငံလုံးအတိုင်းအတာနဲ့နာမည်ကျော်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းလမ်းဘေးစည်းတဲ့ဆိုတဲ့အတိုင်းတန်ရှင်းတက်ရမှုအားနည်းတဲ့အပိုင်းတွေကိုလည်းတွေ့မြင်လာခဲ့ရပါတယ်။ပရိသတ်တွေကတော့သူမကိုချစ်ခင်အားပေးနေခဲ့ကြတဲ့အတွက်ဒါတွေကိုအပြစ်မမြင်မဲ့လမ်းဘေးအချက်မောင်းတွေကဒီလောက်အဆင့်တန်းပဲရှိမှဆိုပြီးတော့ကောက်ွယ်ပြောဆိုခဲ့ကြပါတယ်။အဲဒီနောက်မှာတော့တာလီကိုမူဖွားခဲ့ပြီးအခုဆိုရင်သူမရဲ့တာလီကလည်းနေကောင်းကျမ်းမာပြီးတော့စေယုံကဆင်းလာခဲ့ပါပြီ။အရင်ကသူမကိုချစ်ခင်လို့မူဖန်ခဲ့ကြတဲ့ပရိသတ်တွေကတော့အခုလက်ရှိဖတ်တီမရဲ့ပြုမှုနေထိုင်ပုံတွေနဲ့ဇဲကြတဲ့ပုံစံတွေကြောင့်မျိုးဗီဇဆိုတာကပြပြလို့မရဘူးလို့ပြင်းထန်စွာနဲ့ဝေဖန်နေခဲ့ကြပါတယ်။ဖတ်တီမဆိုရင်စားတော့ဆရာရောင်းချသူတယောက်ဖြစ်ပေမဲ့အိမ်ကလည်းညစ်ပတ်နေပြီးတော့ရှုပ်ပွားနေခဲ့တဲ့ပုံစံကိုလည်းတွေ့မြင်ခဲ့ရပါတယ်။အဝတ်အစားတွေကိုလည်းတင်ဆက်ခြင်းမရှိပဲဒီတိုင်းဖြစ်သလိုထားတဲ့ပုံစံတွေကိုလည်းဝေဖန်ခဲ့ကြပေမဲ့ဖတ်တီမကတော့ဒါတွေကသူမတို့လိုအိမ်အမြဲတမ်းပြောင်းနေရတဲ့လူတွေအနေနဲ့ပုံမှန်အနေအထားဖြစ်ကြောင်းပြန်လည်ဖြေရှင်းခဲ့ပါတယ်။အခုလက်ရှိချိန်မှာဆိုရင်တော့အနေထိုင်တာမကအစားတော့ပြင်ဆင်ချက်ပြုတ်တဲ့ပုံစံတွေစားတော့တဲ့ပုံစံတွေကလည်းတော်တော်လေးကိုညစ်ပတ်တယ်ဆိုပြီးပြောဆိုခံနေရပါတယ်။ဒါမင်းစားတဲ့အချိန်မှာလက်နဲ့စားတာကတော့အပြစ်မဟုတ်ပေမဲ့ဟင်းထက်ထားတဲ့ဘူးကြီးတွေကိုလက်ကြီးနဲ့နှိုက်ပြီးအပါရရစားနေတဲ့ပုံစံကတော့အမြင်မသင့်တော်လာပါဘူး။သူမကိုလက်ဆောင်ပေးထားတဲ့ဆိုတဲ့အတရုကြော်ဘူးကြီးကိုထမင်းစားနေတဲ့လက်အပေကြီးနဲ့နှိုက်ပြီးရှေ့ပလန်နဲ့စားပြနေခဲ့ပါတယ်။နောက်ပြီးစားတောင်းနေရင်းနဲ့ထိုင်နေတဲ့ပုံစံကလည်းဒူးပေါ်ပေါင်းပေါ်ဖြစ်တဲ့အတွက်လုံးဝအမြင်မသင့်တော်ပဲဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။အစင်နဲ့ရှိစားတောင်းနေထိုင်တာမျိုးမဟုတ်ပဲစပွဲဝိုင်းမှာမပြုတ်လို့တဲ့အမူအရာတွေနဲ့အတူညစ်ပတ်နေတဲ့လက်ကြီးနဲ့ရှောက်နိုင်နေတဲ့အတွက်ဖတ်တီမရဲ့အမှုအကျင့်တွေနဲ့ပတ်သက်ပြီးတော့ဝေဖန်မှုတွေကမြင့်တက်နေခဲ့ပါတယ်။သူမကိုပြည်သက်တွေကတတ်နိုင်တဲ့ညနားလည်ပြီးတော့ချစ်ခင်အားပေးခဲ့ပေမဲ့အစားတောက်တဲ့နဲ့ပတ်သက်ပြီးတော့ညစ်ပတ်တဲ့ပုံစံတွေကိုတော့လက်မခံနိုင်ခဲ့ကြပါဘူး။အရင်ကဆိုရင်ဖတ်တီမရဲ့အချက်မောင်းရောင်းချပုံတွေကကျမ်းမာရေးနဲ့မညွတ်ညွတ်တဲ့ပြင်ဆင်မှုတွေဆိုပြီးတော့စစ်ဆေးမှုတွေနဲ့ခံယူခဲ့ရပါသေးတယ်။အခုချိန်မှာတော့ဝေဖန်မှုတွေကိုဂိမ်းမဆိုင်ပဲအချက်မောင်းပါဝင်တခြားသောစားတောက်ဖွယ်ရာတွေကိုပါရောင်းချနေတာဖြစ်ပေမဲ့တန်ရှင်းမှုအပိုင်းမှာတော့အံ့ဩစိုက်ခဲ့ခြင်းမရှိပါဘူး။သူမကိုယ်တိုင်နေထိုင်စားတောက်နေတဲ့ပုံစံတွေကလည်းအမြင်မသင့်တော်လာတဲ့အတွက်သူမရဲ့ဗီဇကဒီလိုပဲဖြစ်နေမယ်ဆိုပြီးတော့ပြည်သက်တွေရဲ့ဝေဖန်မှုတွေကိုခုလိုရရှိနေခဲ့တာဖြစ်ပါတယ်။ဆိုရှယ်မီဒီယာကပြည်သက်တွေဆိုတာကလည်းချီကျူးစရာရှိရင်ချီကျူးပြောဆိုပေးကြပြီးအားပေးကြသလိုအခုလိုအမြင်မသင့်တော်တဲ့ပုံစံတွေနဲ့ချက်ပြုတ်စားတောက်နေတာတွေကလည်းလက်မခံနိုင်တဲ့အတွက်ဝေဖန်ပြောဆိုနေကြတာဖြစ်ပါတယ်။ဖတ်တီမအနေနဲ့ကတော့အခုလိုဆိုရှယ်မီဒီယာမှာအစားတောက်ရောင်းချတာအချက်မောင်းရောင်းချတာအစရှိတဲ့အလုပ်တွေနဲ့ဆက်ပြီးတော့အသက်မွေးကြောင်းပြုမယ်ဆိုရင်တော့တန်ရှင်းမှုအပိုင်းကိုအာရုံစိုက်ပြီးကိုယ်တိုင်လည်းတန်ရှင်းစွာနေထိုင်တဲ့နယ်လို့အကြံပြုကြတာတွေလည်းရှိနေခဲ့ပါတယ်ရှင်။ပရိသတ်ကြီးတို့ရဲ့အမြင်မှာရောဖတ်တီမရဲ့တန်ရှင်းမှုမရှိဘဲစားတောက်ပုံတွေဇယိုက်ကြတဲ့ပြောဆိုအပြုမှုတွေအပေါ်မှာထင်မြင်ချက်လေးတွေရှိရင်လည်းပြောသွားပေးခဲ့ကြပါအောင်နော်။